Hey
နိုင်ရွာနိဗ္ဗာန်လမ်းကိုလှမ်းဖို့အမှုဟာထဲစိတ်မပန်းဟောနိုင်ရွာနိဗ္ဗာန်လမ်းကိုလှမ်းဖို့အမှုဟာထဲစိတ်မပန်းဒီရဟောင်းလို့အောင်မိတာလေးဘုံပြေရွာလေးဘုံပြေရွာမြာ